then 6.3 no 6.3 6.3 အတွက်ပုံသေးနီးနော် 6.3 အတွက်ပုံသေးနီးကဘာလဲဆိုလို့ရှိရင် translate parabola translate parabola parabola ကိုပြောင်းကြရွှေ့ကြလှည့်ကြတော့အဲ့ဒါလှည့်တော့မယ်ဆိုရင်ကလေးတော်တော်များများမသိတာကပုံသေးနီးမရလို့ပါပုံသေးနီးကအလွယ်မှတ်လို့ရပါတယ်အလွယ်မှတ်တဲ့နည်းကိုပဲပြောပြပေးပါမယ်အဲ့ဒါကဘယ်ကနေလာလဲဆိုရင်ဆရာတို့ရှင်းမှာသွားခဲ့လေ x square equal to plus or minus ဘာ py နော် 4py နော်နောက်တစ်ခုက y square ဆိုရင် plus or minus 4p8 လို့မတင်ခဲ့အောင်လားရှေ့ဗီဒီယိုတစ်ဖြတ်မှာဆရာတင်ပေးခဲ့တယ်နော်ဒီကောင်းရဲ့ပါရာဘိုလာကိုတင်ပေးခဲ့တယ်နော်ဒီကောင်းရဲ့ပါရာဘိုလာကနေမှရှေ့ဆက်မှာဒါဆိုရင်ဆရာတို့က8ကနေပဲသွားမယ် x square equal to 4py ကနေပဲသွားမယ်ဆိုပါစို့အဲ့ကနေ translate ပါရာဘိုလာလုပ်မယ် h ရဲ့နေရာမှာ8လာနှုတ်လို့ခုနဗီဒီယိုတစ်ဖြတ်မှာပြောခဲ့ရင်နော် h ရဲ့နေရာမှာ8လာနှုတ်နှစ်ထပ် equal to 4py ရှိရဲ့နေရာမှာဘာလာနှုတ် k လာနှုတ်အဲ့ဆို y နဲ့ပါတော့k y နဲ့ k ဒါပုံသင်နည်းရသွားအဲ့ခါမှာသူ့ရဲ့ဘာတက်ယူမယ်ဘာတက် v ရ d ရဲ့ဘာတက်ဒီကောင်ရဲ့ဘာတက်ရှေ့ပါရာဘိုလာတော့ကြတော့ဒီကောင်နေရဲ့ပါရာဘိုလာက v ရ d ရဲ့ဘာတက်က 0.0 အမြဲတမ်းပဲ x square တို့ y square တို့ရဲ့ပါရာဘိုလာရဲ့ဘာတက်ကအမြဲတမ်း 0.0 ပဲဒီမှာကြပြောင်းသွားပြီဘာတက်ဆိုရင် x, k ဘာတက်ဆိုရင် x, k ဘာတက်ပြင် focus ကိုပဲယူမှာနော်ဘာတက်ဆိုရင် focus အဲ့ဒီ focus ကဘယ်သူ့ကိုပေါင်းမှလဲဘယ်သူ့ကိုနှုတ်မှလဲဆိုတော့ဆရာတို့ကသိရမယ်နော်ဘယ်သူ့ကိုပေါင်းမှလဲဘယ်သူ့ကိုနှုတ်မှလဲဆိုတော့ဆရာတို့ကသိရမယ်နော်ဒါဆိုရင် x square မှာနော်အဲဆိုရင်ဘယ်သူ့ကိုပေါင်းမှလဲဘယ်သူ့ကိုနှုတ်မှလဲဆိုရင် focus ကိုသွားမယ် focus ကဒီမှာကြည့် py လို့မပေါင်းလားအဲ့ဒါကိုသိရမယ်ဘာဝိုင်းနော် py အဲ့ဆိုရင် y မှာ p ပေါင်းမယ်လို့အဓိပ္ပာယ်ရတယ် py လို့ပါနော်ဒီရှိရပြောင်းစရာမကြည့်ရဘူး py လို့ပါရနော်ဒီမှာကြည့် py ရှင်းမှာတော့လဲဆရာတို့ py လို့ပြောခဲ့တာပဲမဟုတ်လားတင်ခဲ့တာပဲအဲ့ဆိုဒီမှာဆရာတို့ py အဲ့ဆိုရင် py ဆိုတော့သူကဘယ်မှာပဲပေါင်းမှာဆို y မှာပဲပေါင်းမှာ h မှာမပေါင်းတော့ h y မှာ k + b လို့ရေးလိုက်တာအဲ့ဖိုးကတ်ရသွားတာပဲเนาะဒီမှာ py လို့ပါလို့မလို့ y ဝင်ရိုးမှာပါပေါင်း p ပေါင်းအဲ့ဆို h, k ဒါ h ဝင်ရိုးဒါ y ဝင်ရိုးမှာ p ပေါင်းဒါအလွယ်မှတ်တဲ့နည်းကိုပြောပြတာเนาะဟိုဆရာတိုင်းကျွမ်းကျင်လို့တော့မဟုတ်ပါဘူးကိုသိတဲ့အလွယ်နည်းလေးကိုမျှဝေပေးတာပါတယောက်နဲ့တယောက်နဲ့သင်တာမတူပါဘူးเนาะဖိုးကတ်ရရင် direct ထည့်ရပါမယ်direct ကသူ့ရဲ့စမ်းကျင်ပဲဆိုတော့ k- နဲ့ p direct ရရင် lateral return ရမယ် lateral return စလုံးပေါင်းပြည့်စုံပေါင်းမှာ lateral return ရမယ်အဲ့ဆိုရင်ဆရာတို့မှာ 2b တစ်ခါပေါင်းတာရယ် 2b တစ်ခါနှုတ်တာရယ်မရှိဘူးလားအဲ့ဆိုရင်ဆရာတို့မှာဒီမှာကြည့် k + p ကပုံသေးယူထားတာဟုတ်ဘူးလား k + p ကပုံသေးเนาะ and နောက်တစ်ခုကလည်း k + p y ဝင်ရိုးမှာပုံသေးဆိုတော့ဆရာတို့က +2b နဲ့ -2b ကို8ဝင်ရိုးမှာပေါင်းရတယ်ဒါဆို8 + 2b တစ်ခါ8 နဲ့ 2b တစ်ခါဒါကပုံသေးနည်းပါ lateral return အကုန်ပြီးသွားတာ x square ရဲ့အပေါင်း x square အပေါင်းပြီးရင် x square အနှုတ်တစ်ခါလေးရှင်းကြည့်လိုက်ပါဒီနားလေးမှာတင်เนาะဒါဆိုရင် x square equal to minus 4py နဲ့သွားမယ်เนาะ x square to minus 4 8နေရာမှာ8လာနှုတ်ဆိုတော့8 minus 8နဲ့ထည့်8နေရာမှာ8လာနှုတ် y နေရာမှာ k လာနှုတ် y minus ဘာလို့ဆိုရင် k y နေရာမှာ k လာနှုတ် y နေရာမှာ k လာနှုတ်8နေရာမှာ8လာနှုတ် y နေရာမှာ k လာနှုတ်เนาะအဲ့ဆိုရင်ဆရာတို့ဒီမှာကြည့်ခုနကတော့ဒီမှာအပေါင်းလို့ယူလိုက်တာဒီရှေ့မှာအပေါင်းလို့เนาะဒီလက္ခဏာနဲ့မဆိုင်ဘူးเนาะဒီလက္ခဏာနဲ့မဆိုင်ဘူးတတိထားပါဒီရှေ့မှာအပေါင်းလို့ k ပေါင်းလိုက်တာပါကဲအဲ့ဆိုရေးလို့ရပါပြီဘာတက် v ရ d ဘာတက်ကတော့အမြဲတမ်း h, k ဘာတက်ပြင် focus မှာစပြီးစဉ်းစားပါတော့မယ် focus focus ဆိုရင်ဟိုက်မှာကြည့် py မဲမော်လား y မှာ p ရဘာလို့အမှာပေါင်းရမှာ y မှာ p ရပေါင်းရမှာအဲ့ဆိုရင် y ဝင်ရိုးမှာ p ပေါင်းတဲ့အခါမှာရှေ့မှာလက္ခဏာဘာနဲ့အနှုတ်ပါနဲ့အဲ့ဆို y ဝင်ရိုးမှာပဲအလုပ်လုံးမှာဖြစ်တဲ့အတွက် h က y ဝင်ရိုးမှာအလုပ်လုံးမှာဖြစ်တဲ့ k ဒီမှာ p ကအပေါင်းဆိုရင်ပေါင်းလိုက်တာဒီမှာ minus ဘာနဲ့ဖြစ်တဲ့ k minus p focus ရရင် direct ရပါပြီ DICDED direct ကဒီမှာစလုံးပေါင်းနေမှန်အောင်ပေါင်းပါနော်ဆရာမှန်အောင်မပေါင်းတာအဲ့တော့ k minus နဲ့ p ဆိုရင်ဒီမှာဘာ plus p ဖြစ်မှာဆိုရင် k plus p နော်အဲ့ဒါ y ဝင်ရိုးမှာသူ့လိုလိုပေါ်တယ်နော်တန်ဖိုးတွေထွက်တာနဲ့သူ့လိုလိုပေါ်လာမယ်အဲ့တချို့က direct က8ဝင်ရိုးမှာ y ဝင်ရိုးမှာကြက်ကြပါတယ်ကြက်နေစမ်းမလို့ဒီမှာသူ့လိုလိုပါလာပါလိမ့်မယ်နော်ဒါဆိုရင် k plus p နောက်တစ်ခုက focus ကိုအရင်ပုံဆွဲတဲ့အခါမှာ focus ကို up လို့ယူထားလိုက်အဲ့သူ့ရဲ့စမ်းချင်ဘက်က direct ဆွဲလိုက်ရုံပဲနော်အဲ့ဆိုရင် direct ပြင် lateral return ကဒီမှာကြည့်ဆရာတို့က y ဝင်ရိုးမှာ k minus b ဖြစ်နေဘူးလား y ဝင်ရိုးမှာ k minus b အဲ့ဆို y ဝင်ရိုးမှာ k minus b ကပုံသေးဖြစ်နေတဲ့အခါမှာဘယ်သူ့ကိုဆရာတို့အပေါင်း 2b နဲ့
အနှုတ်တူပြီးဘယ်ဝင်ရိုးမှာခြံခဲ့လို့မရဘူးမရတဲ့အခါမှာဒီမှာကြည့် y ဝင်ရိုးမှာက k မိုင်းနဲ့ b ဖြစ်နေတဲ့အခါမှာတို့မှာပေါင်းရမှာမလို့ဆိုရင်8ကိုပေါင်းရမယ်အဲ့ဒါတော့သိရမယ်ပေါ့နော်ဒါဆို8 plus 2b တခါ8မိုင်းနဲ့ 2b တခါဒါဆို8 square အတွက်ပြီးသွားပါပြီနားလည်လားမသိဘူးနော်ဒါအလွယ်ဆုံးနည်းပဲဒါဖြတ်လန်းနည်းနဲ့ယူတဲ့နည်းပဲနော်နောက်တစ်ခုသွားမယ် y square နဲ့သွားမယ်ဒါဆိုရင် y square ဆရာမတွေကတော့ကြက်ခိုင်းကြပါတယ်ကြက်လက်ကြက်ရမှာပါဒီပုံလေးကြီးက y square equal to 4pa မဟုတ်ဘူးလားနော်ဒါဒီကနေပဲခြေကမ်းတွေ့တာဒီကောင်ကိုဆရာပြောခဲ့ပြီးသားပါဒီကောင်ကိုရှေ့မှာပြောခဲ့ပြီးသားသူ့ရဲ့ဘာတက်တွေဖိုးကတ်တွေပြောပြီးသား y နေရာမှာ k လာနှုတ်ဆို y မိုင်းနဲ့ k နှစ်ထပ်ညီးများခြင်း 4p 8နေရာမှာ8လာနှုတ်လို့မပြောဘူးလား8ဒီပုံလေးကြီးကနေပဲသူကနှိုင်းရှင်ပြီးတွေ့ရမှာ 6.3 ရနော်အဲ့ဆိုရင် y မိုင်းနဲ့ k နှစ်ထပ် equal to 4p 8မိုင်းနဲ့8အဲ့ဆိုရင်ဆရာတို့က y မိုင်းနဲ့ k ဘာတက်ရေးလို့ရပါပြီ v ရ d8 ဘာတက်ဆိုတာက h, k နော်ဘာတက်ပြီးဖိုးကတ်ရပါမယ် foc ရဲ့ဖိုးကတ်လာကြည့်လိုက်ပါဖိုးကတ်ကဟိုက်မှာဘယ်သူနဲ့တွဲနေလဲ p နဲ့ h နဲ့တွဲနေတယ်ဆိုရင် h နေရာမှာဘယ်သူ့ကိုပေါင်း p ကိုပေါင်း p နဲ့ h နဲ့တွဲနေရနော်ဒီနောက်ကသွားမကြည့်နဲ့နောက်ကနှိုင်းရှင်မဲ့ကောင် p နဲ့ h နဲ့တွဲလိုက်တော့ h နေရာမှာဘယ်သူ့ကိုပေါင်း p ကိုပေါင်း h ဝင်ရိုးမှာ p ကိုပေါင်းမှာကွ h ဝင်ရိုးဆို h မဟုတ်ဘူးလားဒါကြောင့်သူ့ရဲ့လက္ခဏာရှိကအပေါင်းမလို့ h plus p ကောမှာပါတော့ k နော်အဲ့ဖိုးကတ်ရရင် direct မရဘူးလားRECTED ဒါနဲ့ဒီကောင်က plus ဆိုရင်ဒီကောင်က minus ဆန့်ကျင်ဘက်လို့ပြောကြရလေဖိုကတ်နဲ့ direct ကဆန့်ကျင်ဘက် plus မလို့ minus ပြီးအဲ့ဒါ lateral return အဲ့ဒါ lateral return မှာဒီမှာကြည့်8 plus b ကပေါင်းပြီးသားရှိမနေဘူးလားအဲ့ဒါ8 plus b နောက်တစ်ခုကလည်း8 plus b ဒီမှာ n မဆက်ဘူးလားအဲ့ဒါဆရာတို့က k ဝင်ရိုးမှာ 2b တခါရဲ့အနုတ် 2b တခါရဲ့ပေါင်းမှာဟုတ်ဘူးလားဒါကြောင့်မလို့ k plus 2b တခါk မိုင်းနဲ့ 2b ဒီပုံစံนี้ရပြီဆိုလို့ရှိရင် k တန်ဖို့တွေ b တန်ဖို့တွေရပြီဆိုရင်ဘာတက်တွေဖိုးကတ်တွေဒါတက်လက်တန်ရတဲ့နေဆွဲဖြတ်မှတ်တွေရပုံထွက်ရရင်နော်ဒါဆိုလို့ရှိရင် y square အပေါင်းပြီးရင်အနှုတ်တစ်ခါသွားပါမယ်ဒါဆိုရင် y square equal to minus 4b 8အဲ့ဆို minus 4b 8ဆို y နေရာမှာ k လာနှုတ် y minus k နဲ့ထက် equal to minus 4b 8နေရာမှာ8လာနှုတ်8နေရာမှာ8လာနော်အဲ့ကြောင့်မလို့ပြောရတာပါနော်ဒီမှာပုံသင်ကြီးလေးရသွားပြီဒါဆိုရင်အဲ့ကနေပြီးတော့ဘာတက် v ရ d8 ဘာတက်ကတော့အမြဲတမ်း8, k ဒီကောင်းရဲ့ဘာတက်ကအမြဲတမ်း 0, ဒီကောင်းရဲ့ဘာတက်ကအမြဲတမ်း8, k ဘာတက်ပြင်ဖိုးကတ်လာပါမယ် foc ရဲ့ဖိုးကတ်ကိုလာတော့မယ်ကြံတော့ဟိုက်မှာကြည့် p နဲ့ h နဲ့တွဲမနေဘူးလားဒါဆိုရင်8နေရာမှာ p ကအနှုတ်ပါမနေဘူးလားဒီမှာ3ခုလုံးယူရမှာ8နေရာမှာ p ကနှုတ်မယ်ဆို8ဝင်ရိုးဒါဆိုရင်8ဒီမှာဒါ8ဝင်ရိုး minus b, ပါတော့ k အဲ့ဒါဖိုးကတ်ပြီးရင်ပါတော့ diatric ကသူ့ရဲ့စန့်ကျင်ဘက်လို့မပြောဘူးလား8 minus b ရဲ့စန့်ကျင်ဘက်ဆိုတော့8 plus b diatric ရပြီဆိုရင် lateral return မရဘူးလားlateral return အဲ့မှာ lateral return မှာကြည့်လိုက်တော့8 minus b မှာ8ဝင်ရိုးမှာ b ကနှုတ်နေပြီသားဆိုတော့ k ကိုပဲသူကလောက်တော့မယ်ဒါဆိုရင်8 minus b, တကွင်း n 8 minus b, ဟုတ်တယ်မလားအဲ့ဒါဆိုတော့ဘယ်သူပေါင်းအောင်ဆိုရင် k plus 2b တခါရယ် k minus 2b တခါအဲ့မှာဒီမှာ k minus 2b အရင်ရေးလဲရတယ်နော် k minus 2b k plus 2b အပေါင်းတခါနှုတ်တခါဖြစ်ဖို့ပဲလို့တယ်ဒါဆိုရင်ဒီပုံတွေနည်းကိုရပြီဆိုရင် 6.3 ကလွဲကိုမှလွယ်လေးအဲ့ဆိုရင်ဆရာတို့နောက်တစ်ခုသူ့ထဲမှာမှတ်ရတာလေးတွေကရှိပါသေးတယ်ဒီမှာ point လေးတွေပေါ့နော်ပေးထားတာ point လေးတွေဒီမှာ y တန်ဖို့တူတဲ့အခါတို့နော် y တန်ဖို့တူတဲ့အခါတို့နောက်တစ်ခါ8တန်ဖို့တူတဲ့အခါတို့အဲ့ဒါလေးတွေကတော့မှတ်ရတာရှိပါသေးတယ်ဒါကတော့အလွယ်မှတ်တာပေါ့နော် y တန်ဖို့တူလို့ရှိရင်ဆရာတို့က y တန်ဖို့တူရင်ဘယ်လိုမှတ်ပါအောင်ဆိုလို့ရှိရင် y တန်ဖို့တူရင် y square နော် y တန်ဖို့တူရင် y square ဒီမှာ y တန်ဖို့တူရင် y square 8တန်ဖို့တူရင် 8 square 8တန်ဖို့တူရင်8 square ဒီမှာ8 square ပုံသင်နည်းနဲ့တွက်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောရနော်8တန်ဖို့က2 8တန်ဖို့က2 8တန်ဖို့2နဲ့8 square ပုံသင်နည်းနဲ့တွက်မယ်ဆိုတဲ့အဓိပ္ပာယ် y တန်ဖို့က2ရင် y square ပုံသင်နည်းနဲ့တွက်မယ်ဆိုတဲ့အဓိပ္ပာယ်တကယ်လို့နော်အဲ့ဒါကိုပြောပြတာပါနောက်တစ်ခုကကြတော့နောက်တစ်ခုရှိသေးတယ်8 exit တို့ y exit တို့3ခုပေါ့နော် y တန်ဖို့တူတာရဲ့8တန်ဖို့တူတာရဲ့တစ်ပိုင်းရဲ့8 exit ရဲ့ y exit ရဲ့တစ်ပိုင်းရဲ့အဲ့အပိုင်းလေးရှိပါတယ်အဲ့ဒါလေးကတော့ကြည့်ပြီးတော့တွက်ရပါမယ်နော်8 exit ဆိုပြီးတော့ပါပါတယ် y exit ဆိုပြီးတော့ပါပါတယ်အဲ့ဟာလေးတွေကတက်တွက်ရပါမယ်နော်အဲ့ဒါလေးတွေကဘယ်နားမှာဆိုဒီမှာနော် exit ဆိုပြီးတော့ပါလေးမှာ y exit အဲ့ဒါ8 exit လို့ပြန်နော် y တန်ဖို့0 8 exit လို့ပါဒီမှာ8 exit ဆိုလို့ရှိရင် 4b8 လို့သိရမယ်8 exit လို့ပြီးရင်ခုနက y တန်ဖို့တူရင် y square y တန်ဖို့တူရင် y square နဲ့တွေ့ရမယ် y square ဆိုရင်ဒီဘက်မှာ 4b8 လို့သိရမယ်8တန်ဖို့တူရင်စ
စလုံးပေါင်းနဲ့ပြီးတဲ့စီးလဲမပေါင်းရဲဟေးဆရာကိုပြောပဲဆရာဖြစ်ပြီးတဲ့စီးလဲရေးတာဗဇက်က